နွေလေကောင်ပူပြင်းလာတဲ့နွေရာသီကြီးမှာမမျော်လင့်ပဲနင်းတွေတဖွဲဖွဲအသေးတန်ကျဆင်းလာခဲ့ပါတယ်လေသမားတွေအမ်းရတုံလုပ်ပြီးကောင်းကင်ကိုမောကြည့်လိုက်တဲ့အချိန်မှာတော့ကြောက်လန့်တကြားနဲ့ထွက်ပြေးခဲ့ကြရရှာတယ်စိုက်ပျိုးထားသမျှတီးနှံတွေအားလုံးဟာလည်းခဏလေးအတွင်းမှာတင်နင်းတွေအောက်ရောက်ပြီးပျက်စီးကုန်တော့တာပေါ့တိုင်းပြည်ရဲ့ဘရင်ကြီးကဒီကက်ဘေးဟာမိစ္ဆာဆိုးတကောင်ကြောင့်ဖြစ်ရတာမှန်သိသွားတဲ့အခါမှာတော့အဲ့ဒီမိစ္ဆာကိုနှိမ်နှင်းဖို့အတွက်စွမ်းအားရှင်လူငယ်တယောက်ကိုချက်ချင်းဆေးလွတ်လိုက်ပါတော့တယ်ဒါပေမဲ့လည်းအဲ့ဒီမိစ္ဆာဆိုးကအစမတန်အစွမ်းထက်လုံးတာကြောင့်3ရက်3ညတိုင်ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ရပြီးမှပဲနောက်ဆုံးမှာအောင်မြင်မြင်တက်ဖြတ်နိုင်ခဲ့ပါတယ်ဘေးနာကလက်သမားတွေကဒါကိုမြင်တော့သူ့ရှေ့မှာဒူးထောက်ချလိုက်ကြတယ်ဒါပေမဲ့ကျေးဇူးတင်လို့ဒူးထောက်တာမဟုတ်ပဲဒီနင်းတွေကိုမြင်မြန်ပြောက်အောင်လုပ်ပေးပါဦးဆိုပြီးအသက်ဆန်တောင်းဆိုဖို့အတွက်ဒူးထောက်ကြတာပါအဲ့ဒါကြောင့်မို့လို့ဒီလူငယ်လည်းသူ့ရဲ့ကျွမ်းကျန်သမျှစွမ်းအားတွေကိုကုန်းထုတ်သုံးပြီးနင်းတွေဖုံးလွှမ်းနေတဲ့ကုန်းကြီးလောင်းကြီးကိုတက်ပြန်ပေးခဲ့ပါတယ်ဒါပေမဲ့လည်းစွမ်းအားတွေကိုအလွန်ကြုံသုံးလိုက်ရလို့တကိုယ်လုံးအင်အားကြီးနေသွားပြီးဘေးနာကနှင်းဖုံးနေတဲ့တောင်တန်းတွေစီကိုလဲကျသွားခဲ့ရရှာတယ်ကံကောင်းကျင်တော့မင်းကလေးတယောက်ကသူ့ကိုမတော်တဆတွေ့ပြီးအသက်ဘေးကကယ်တင်ပေးခဲ့ပါတယ်ဒီလူငယ်လည်းအသက်သခင်ကျေးဇူးရှင်မင်းကလေးကိုကျေးဇူးဆက်တဲ့အနေနဲ့တောင်ချေကအိမ်လေးမှာပဲသူမနဲ့အတူနေထိုင်ခဲ့တာပေါ့ဒါပေမဲ့ဒီမင်းကလေးကနှင်းဖုံးနေတဲ့တောင်ပေါ်မှာနှစ်ပေါင်းများစွာတယောက်တည်းနေထိုင်ခဲ့ရတာကြောင့်ထူးဆန်းတဲ့အေးမီယောဂါတစ်မျိုးဆွဲကပ်နေပြီးဘေးနာကလူတွေကိုမတော်တဆခဲပြီးမိတက်တဲ့အစွမ်းရှိနေပါတယ်တကယ်လို့တစ်ခုခုဖြစ်တိုင်းအချိန်ကြီးရောက်လာပြီးဦးကြီးဖြစ်ရှင်းပေးမဲ့ဒီလူငယ်သားမရှိရင်ဘာဖြစ်သွားမလဲမတွေးဝံ့စရာပါပဲအဲ့ဒီအကြောင်းကိုရွာသားတွေလည်းတီးသွားရောအကြီးကျယ်ဒေါသထွက်ပြီးမင်းကလေးနေထိုင်တဲ့တစ်သားအိမ်ပတ်လည်းကိုဓာတ်စီတွေလိုက်လောင်းပြီးမီးရှို့တက်ပစ်ဖို့အထိလုံးကြံကြတော့တာပဲရွာသားတွေရဲ့မပြတ်တမ်းနောက်ဆက်ဖြတ်စီးမှုတွေနဲ့ရက်စက်ရုံမှမှုတွေကိုမြင်လိုက်ရတဲ့အခါမှာတော့ဒီလူငယ်လည်းစိတ်ကိုမထိန်နိုင်တော့ပဲဒေါသအမျက်ချောင်းချောင်းထွက်သွားပါတော့တယ်